အားလုံးစောင့်မျှော်နေတဲ့ယူးနဲ့မလာခဲ့ပွဲဧပြီလ29ရက်နေ့ကျရင်ဖြစ်လာတယ်ပေါ့နော်ဖြစ်လာတယ်ဘာဖြစ်ဆိုပြီးတော့တာခဲရုံနဲ့လောထန်နေတဲ့ပွဲဖြစ်ဖို့များတယ်ဘာဖြစ်လို့ဂျပန်မှာပဲသူတို့တရားဝင်ရောက်သွားတယ်ပေါ့နော်ဒါပေမဲ့ခုတော့လက်မှတ်တွေရောင်းနေတာတည်င်းကြားတယ်ပေါ့နော်တည်င်းအတိကျတယ်ရတာပေါ့နော်နောက်ထိုင်းမှာဆိုရင်သူတို့ကဈေးကွက်မမြတ်ပေါ့နော်ဒီရုံဝင်ကလည်းမမြတ်ဘူးဂျပန်နဲ့ဆိုဈေးတိုင်းကွာဟာတာတွေလည်းတွေ့ရတာပေါ့နော်ဒီကြောင့်မို့သူတို့ပွဲနောက်ပွဲထက်ရောက်သွားပြီဖြစ်မှာနော်ကြော့ထင်ရတော့ UFC နဲ့သူကပြန်ဖိုက်နေတာဝမ်ကပေါ့နော်သူအင်စားတော့ကိုဗစ်ကြောင့်သူတို့ထိုးကြပါစီးပွားရေးထိုးကြမှာအခုမှပြန်ပြီးတက်လာတဲ့ပုံစံပေါ့နော်အဲပေါင်စင်နဲ့တက်လာညံကောင်းတဲ့ချွချွရောညံကောင်းစီးပွားရေး brain ကောင်းတာအခုဂျပန်မှာဒီနှစ်ခါစီပေါ့နော်ပြန်ကြည့်ပါလားနောက်တစ်ခါဧပြီလ29ကျရင် view ရတဲ့တရားနဲ့ကောင်းသွားပြီဆိုတော့အစင်သစ်ပဲတဲ့ဧပြီလ29ရက်နေ့ကျအစင်သစ်ပဲဆိုတော့မာရခင်နဲ့ထိုးဖို့ကများသွားပြီအခါကျရင်ဘူဂျီဘကောင်ထက်လာမှာနော်ဘယ်လိုနဲ့ပြန်ထိုးမှမသိဘူးအခါကျအမှတ်ကန်ပွဲလာမှာနော်ကြောင်ဆောင်းမျိုးကြည့်ရှုရပေးကြပါဦးနော်ဂျပန်မှာပြန်ကျင်းပါမယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကြည့်ရှင်တာ EU နဲ့မာလိုက်ခဲ့ပွဲပေါ့နော်အဲ့ဒါကိုစောင့်လာကြရပြီဒီကတော့အတီးပြလိုက်မယ်